မြန်မာနိုင်ငံမှာတဘာဝကပ်ဘေးတွေကျွန်တော်တို့ကြုံတွေ့ပြီးတဲ့အခါမှာဒီအမြဲတမ်းဆိုသလိုပဲဒီကျွန်တော်တို့ကိုကြီးကယ်ဆယ်ရေးတွေပြန်လည်ထူထောင်ရေးတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာเนาะကျွန်တော်တို့အားမလို့အားမရဖြစ်တာတွေเนาะဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတန်မျိုးစုံပေါ့เนาะဒါတွေကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့တော့အခုရက်ပိုင်းမှာလည်းဒီလှူဒန်းမှုတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်အခြားသောကျွန်တော်တို့ကိုကြီးကယ်ဆယ်ရေးအပိုင်းတွေမှာလည်းပဲเนาะအားမလို့အားမရဖြစ်တဲ့အတန်တွေပေါ့เนาะဒါကျွန်တော်တို့အများကြီးတွေ့ရမှာပါဒီနေ့တော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပိုင်းနှစ်ပိုင်းနဲ့ကျွန်တော်မျှဝေပေးကြပါတယ်ပထမတစ်ပိုင်းကတော့ကျွန်တော်ရဲ့ဒီကူညီကယ်ဆယ်မှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ကျွန်တော်ကိုယ်တိုင်လုပ်ကင်ခဲ့တဲ့ခါမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံပေါင်းဆက်ပြီးတော့ဗောနော်နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ကဒီကယ်ဆယ်ရေးကူညီကယ်ဆယ်ရေးတွေအလုံးမှာပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးတော့အခုဆိုလဲဒါငလင်ဘေးပေါ့ငလင်ဘေးရဲ့နောက်ဆက်တွဲကိုကျွန်တော်တို့ကပြန်လည်ထူထောင်ရေးအပိုင်းတွေမှာကျွန်တော်တို့ဘယ်လိုပုံစံပြုလုပ်သင့်တယ်ဆိုတာဗောနော်ဒါအကြံပြုချက်အနေနဲ့လဲပြောချင်တာဖြစ်ပါတယ်လှူဒန်းမှုတွေနဲ့ပတ်သက်တဲ့ပေါ့နော်ကျွန်တော်အတန်တွေကြတော့ကျွန်တော်သွားတတိရတယ်ပေါ့နော်ကျွန်တော်ကဒီ2009လောက်မှာစတင်ပြီးတော့ကျွန်တော်ဒီလူမှုကူညီအလုပ်တွေပေါ့နော်ဒါတွေကိုကျွန်တော်ထဲထဲဝင်လုပ်ခဲ့တယ်အဲ့ဒီနောက်မှာကျွန်တော်တို့ကဒီလူမှုအဖွဲ့အစည်းတစ်ခုမှာကျွန်တော်ကဆယ်စုနှစ်ခုလောက်အထိကိုကျွန်တော်ခေါင်းဆောင်ဖြစ်နေတာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သွားအမှတ်ရတယ်ပေါ့နော်2012ခုနှစ်နဲ့2015ခုနှစ်ပေါ့နော်ဒီတဘာဝဘေးရန်တွေတွေကပေါ့နော်ဒါရေကြီးတဲ့ပေါ့နော်ရေကြီးနှိမ့်မြုပ်မှုဘေးပေါ့နော်ဒါကိုကျွန်တော်တို့စိုးစိုးဝါကြုံခဲ့ရတဲ့အခါတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ကိုဒီရေနှိမ့်မြုပ်မှုဒေသတွေကိုပေါ့နော်ကျွန်တော်ကိုယ်တိုင်ကိုကြတော့တွားရောက်ပြီးတော့ကျွန်တော်ကူညီကယ်ဆယ်လှူဒန်းမှုတွေကျွန်တော်အများကြီးလုပ်ခဲ့ရတာရှိပါတယ်ကျွန်တော်နေထိုင်တဲ့အရက်ဒေသတွေဘက်မှာလည်းရေကြီးနှိမ့်မြုပ်မှုတွေဖြစ်တဲ့အခါကျတော့တနိုင်ငံလုံးကဒီလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကလာကြတယ်ပေါ့နော်လာကြတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်ကဘာသွားအမှတ်ရလဲဆိုတော့မနေ့ဆိုရင်ကျွန်တော်ဒီမိုးလင်းမနေ့4နာရီလောက်ဆိုလို့ရှိရင်ကျွန်တော်စီဖုန်းတွေဝင်လာပြီမိုးလင်းတာနဲ့ကျွန်တော်တို့ဒီအသင်းရုံးရဲ့ရှေ့မှာဆိုလို့ရှိရင်เนาะတကယ်ကိုကားတန်းနေအများကြီးပဲเนาะတချို့ရက်တွေဆိုလို့ရှိရင်ကားအစီ340အထိအဲ့လောက်ထိများတယ်ပေါ့နော်ကူညီကယ်ဆယ်ရေးလာပေးကြတာပေါ့နော်ကားတွေเนาะဒါနဲ့ပတ်သက်လို့မနေ့ကတော့ကျွန်တော်ဒီဆောင်းပါးလေးရေးခဲ့ပါသေးတယ်เนาะလှူဒန်းမှုပြုကြရဝဲဆိုပြီးတော့လေအဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီမှာသူကတနိုင်ငံလုံးမှာရှိတဲ့ဒီကူညီကယ်ဆယ်ရေးအဖွဲ့တွေကဒီရေဘေးဖြစ်တယ်ဆိုတာသူကတနေရာထဲမှာဥပမာဒါအထက်မှာရေကြီးတယ်ဆိုလို့ရှိရင်အောက်ရက်မှာရှိတဲ့သူတွေကအဲ့ဒီအထက်ကိုဝိုင်းပြီးတော့ကူညီတာမျိုးပေါ့နော်ဥပမာအောက်ရက်တွေမှာရေကြီးတယ်ဆိုလို့ရှိရင်တခါအထက်ဘက်ကလူတွေဝိုင်းကူညီတာမျိုးပေါ့နော်အဲ့တော့အခုလိုဒီငလင်ဘေးကြတော့ကျွန်တော်တို့ဖြစ်ခဲ့တဲ့အခြေအနေတွေမတူတာကြီးလည်းအများကြီးရှိပါတယ်နေရာဒေသအရန်ကျေပြန့်တယ်အများကြီးဖြစ်တာအခုဆိုဒါစကိုင်းတိုင်းမန္တလေးတိုင်းနောက်ပြီးရင်တော့ကျွန်တော်တို့ဒီပြင်မလာတို့ပေါ့နော်နောက်ပဲခူးတိုင်းနောက်ထိဆက်နေတယ်ပေါ့နော်မကွေးတိုင်းအများကြီးပါပဲဒီတိုင်းနဲ့ပြည်နယ်တွေမှာလည်းထိခိုက်ပျက်စီးမှုတွေအများကြီးရှိခဲ့တဲ့အခါကျတော့ကူညီကယ်ဆယ်ရေးလုပ်ရတဲ့သူတွေအနေနဲ့လည်းပဲအင်မတန်ဒါကျွန်တော်တို့အများကြီးခက်ခဲတွေရင်ဆိုင်ရတယ်ဆိုတာကျွန်တော်ကောင်းကောင်းနားလေစာနာမိပါတယ်လာကြတယ်အဲ့တော့ဆိုစံတို့စီတို့ပေါ့နော်အဲ့လိုလှူဒန်းမှုတွေဆိုတချို့ဆိုစံအိတ်ကိုလေ900 1000ပေါ့နော်အဖွဲ့အစည်းတစ်ခုဆိုလို့ရှိရင်သူ1000နဲ့ချီလှူတဲ့အဖွဲ့အစည်းတစ်ခုတော့ကျွန်တော်မှတ်မိတယ်ပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးတွေသူတို့ကူညီလှူဒန်းမှုတွေပေါ့နော်လောက်ကြတော့တခါအဲ့ဒီအလှူဘွယ်ပစ္စည်းတွေကျွန်တော်တို့စီကိုရောက်လာတဲ့ခါကျတော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကအဖွဲ့အစည်းဖြစ်တဲ့ခါကျတော့တူတယောက်ရဲ့စံနာနဲ့ပေါ့နော်ကျွန်တော်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ဆိုပေမဲ့လို့ကျွန်တော်သဘောနဲ့လုံးလို့မရဘူးကျန်တဲ့ကျွန်တော်ခေါင်းဆောင်တွေလည်းရှိတယ်เนาะဒီအဖွဲ့အစည်းအသင်းအဖွဲ့မှာဥဆောင်နေတဲ့ခေါင်းဆောင်တွေကလည်းတူတယောက်သဘောနဲ့လုံးလို့မရဘူးကျွန်တော်တေချာအစည်းအဝေးထိုင်ပြီးတော့เนาะအဲ့ဒီမှာကျွန်တော်တိုင်ပင်နေပြီးရင်ကျွန်တော်တို့သက်ဆိုင်ရာခုနပြောတဲ့ဒေသတွေမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေစီကရတဲ့အချက်လက်တွေပေါ့အခြေခံပြီးကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့သူတို့ ਨੇ ဒီခွဲတန်းတွေပေးရတာပေါ့နော်ဘယ်ဒေသကိုတော့ကျွန်တော်တို့ကဥမာစံဘယ်လောက်လိုနေလဲနောက်အလှူတွေအဓိကတော့ကျွန်တော်တို့ကဒီကယ်ဆယ်ရေးကူညီတဲ့အဖွဲ့တွေကတနိုင်ငံလုံးကလာတာဆိုတော့ပြန့်ကျဲတယ်ကိုစီကိုပြီးအကုန်လုံးလာတာမဟုတ်ဘူးเนาะအခြားအဖွဲ့အစည်းတွေစီကိုလည်းလာတာတွေရှိတော့ကျွန်တော်တို့ကအဓိကဘာကိုသတိထားရလဲဆိုတော့ကျွန်တော်တို့တနေရာထဲမှာပြုံပြီးထပ်မနေအောင်အလှပစ္စည်းတွေထပ်မနေအောင်နောက်ပြီးရင်ကျွန်တော်တို့ကလုံးဝမရောက်တဲ့နေရာတွေပေါ့เนาะကြံနေတဲ့နေရာမျိုးတွေမရှိအောင်အဲ့နှစ်ခုကိုကျွန်တော်တို့ကောင်းကောင်းသတိထားပြီးတော့အချက်လက်ကိုကောင်းကောင်းကျွန်တော်တို့က data တွေကိုကောင်းကောင်းစုတာပါအဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ဒီလိုကယ်ဆယ်ရေးကူညီကယ်ဆယ်မှုတွေဒီလောက်တော့မယ်ဆိုရင်ကျွန်တော်တို့ကအဲ့မြေပြင်အခြေအနေရမြေပြင်မှာရှိတယ်ပေါ့နော်သတင်းအချက်လက်တွေရနောက်ပြီးသတင်းအချက်လက်မှန်ပေါ့ဗျာအဲ့တော့မြေပြင်မှာရှိတဲ့သတင်းအချက်လက်ဒီခံခိုင်မာနဲ့မှန်ကန်ရရှိဖို့ကအင်မတန်အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ကဒါကိုလူမှုကူညီကယ်ဆယ်ရေးအသင်းတွေပဲချိတ်ဆက်လို့တာတော့မသိဘူးပေါ့နော်အကုန်လုံးကကိုစီကိုရောက်လာတဲ့အချက်လက်တွေသတင်းတွေကတော့မှန်ကန်နဲ့နော်ရောက်ရှိတယ်ပြီးရင်လည်းပဲသူတို့စီကိုပြန်ပြီးတော့အဲ့လိုလှူဝယ်ပစ္စည်းတွေသွားတဲ့အခါမှာလည်း
အင်မတန်စနစ်ကြတယ်ဒါကြောင့်ဟိုကုညီကယ်ဆယ်မှုတွေအဲ့ဒီတော့ဆိုရင်ကျွန်တော်တောင်းမှတ်ရမိသေးတယ်ကျွန်တော်တို့လူမှုဖွဲ့စည်းတွေအင်မတန်အားကောင်းတဲ့အခါကျတော့เนาะဟိုတက်ဆိုင်ရပေါ့ဗျာဟိုဒေတာအာနာပိုင်လို့ဖွဲ့စည်းတွေကဝင်ပြီးတော့တိတ်တိုးမပေါက်ဘူးသူတို့ကိုကျွန်တော်တို့ကဟိုချိတ်ဆက်တာမျိုးမဟုတ်ပဲဒီအဲ့ data မှာရှိတဲ့လူမှုအဖွဲ့အစည်းတွေကိုပဲကျွန်တော်ကချိတ်ဆက်တာဖြစ်တဲ့အတွက်သူတို့ data နဲ့ပဲကျွန်တော်တို့အလုပ်လုပ်တာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားတော့ဟိုတိတ်ပြီးတော့ကျွန်တော်တို့မှာကြီးမားတဲ့ပြဿနာတွေကျွန်တော်တိတ်မရှိခဲ့ဘူးပေါ့နော်ဒါကတော့ကျွန်တော်အတွေ့အကြုံပြောတာပါအဲ့ဒီမှာ तू ကတခါတော့ဆိုမှတ်ရတယ်ကိုကမရောက်သေးဘူးတော့အဲ့ data မှာကိုရီလှူဒန်းမဲ့ဟာကိုသတင်းယူမဲ့Google Kit အခေါ်ပါ SP ပေါ့ဗျာနော်သတင်းရက်တက်ဖွဲ့လို့ဟာမျိုးပေါ့အဲ့ဒါတွေကကျွန်တော်တို့သတင်းယူကိုကြိုဆော့အောင်နေတာမျိုးဟိုကဘသူတွေပါတယ်ဘသူဥဆောင်လာပါတယ်ဘာလို့ပါတယ်ဆိုတော့မေးတော့လေဖြေရတာပေါ့ဗျာဒီသဘောပါပဲအဲ့တော့ဟိုအခုတော့ဒါတွေရှိလားတော့ကျွန်တော်မပြောတတ်ဘူးအဲ့တော့ပြောရရင်အဲ့မှာကျွန်တော်တို့ကအခုနဒီအလှူဝယ်ပစ္စည်းတွေကိုကျွန်တော်တို့ကုညီကယ်ဆယ်ဖို့ဆုံးဖြတ်တဲ့ခါကျတော့เนาะကျွန်တော်တို့အလှူခံပုဂ္ဂိုလ်ပေါ့ဗျာတနည်းအားဖြင့်ပြောရင်ဟိုတကယ်လိုအပ်နေတဲ့နေရာတွေကเนาะဟိုခုနရေဘေးတင်တာပဲဖြစ်ဖြစ်ငလင်ဘေးတင်တာပဲဖြစ်ဖြစ်เนาะဟိုမုန်တိုင်းဒဏ်တင်တာပဲဖြစ်ဖြစ်အဲ့လိုဟိုဒီအလှူခံမဲ့ပေါ့เนาะပုဂ္ဂိုလ်တွေစီမရောက်ခင်ကျွန်တော်တို့ကဂျားကန်အဖွဲ့အစည်းတွေကအင်မတန်တာဝန်ကြီးတယ်ဒီအလှူပစ္စည်းတွေကိုလက်ခံရတဲ့ခါမှာအင်မတန်တာဝန်ကြီးတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုစနစ်တကျနဲ့ဟိုကိုကတော့ကိုလက်ပြတန့်နေပေါ့ဗျာအလှူပစ္စည်းတွေကိုနော်ကိုလက်ပြတန့်နဲ့နော်ဟိုဘာမှတိတ်ပြီးတော့ဘလူးမှ view site ဆရာမလိုဘူးကွာနော်ကိုလက်ပြကိုလုံတာပဲလှူမယ်ကွာဆိုတော့ဟိုအလှူရှင်ကလည်းကိုယုံကြည်စိတ်ချလို့လှူဒန်းတယ်ပေါ့ဗျာဒါပေမဲ့တစ်ဖက်မှာအများနဲ့ပတ်သက်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကျွန်တော်အများပြည်သူအမြင်ရှင်းအောင်လဲကျွန်တော်တို့ဘက်ကဟိုတတိကြီးကြီးနဲ့ဆောင်ရွက်ရတယ်အဲ့လိုလုပ်တဲ့အခါကျတော့အဖွဲ့အစည်းမှန်ရင်တော့ကျွန်တော်တို့ကအဖွဲ့အစည်းတရံပေါအောင်ကျွန်တော်လုပ်ရပါတယ်ဆိုလိုတာကဟိုတေချာတိုင်ပင်ရတယ်ဘိုးအဖွဲ့နဲ့ကျွန်တော်တို့ဟိုအစည်းအဝေးထိုင်နေအများနဲ့ကျွန်တော်တို့ကကိုယ့်အဖွဲ့အစည်းမှာပါတဲ့เนาะဥဆောင်တဲ့သူတွေနောက်အသင်းသူတင်းသားတွေเนาะအဖွဲ့ဝင်တွေနောက်ဒေတာခံတွေနဲ့အဲ့လိုချိတ်ဆက်တိုင်ပင်ပြီးတော့ဆုံးဖြတ်တာဖြစ်တဲ့ခါကျတော့အင်မတန်အမှားနေတယ်အဲ့တော့ကိုတူတယောက်ကနေပြီးတော့ငါလှူတာပဲငါလှူခြင်းတဲ့နေရာလှူမှာပဲဆိုတာကဟိုလုံးလို့မရဘူးလားဆိုတော့ရတာပေါ့ဒါပေမဲ့လို့ဟိုရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တာဝန်ယူတာဝန်ခံရတဲ့ပိုင်းတွေမှာအင်မတန်ကြီးလေးတယ်ဒီအပြင်ကျွန်တော်တို့ကဟိုကိုတကောင်းနဲ့စဉ်းစားထားတယ်ဗျာစဉ်းစားကြည့်ပေါ့ဥပမာကျွန်တော်ကိုလူတို့ကျွန်တော်ကနော်ကိုသဘောနဲ့ကိုလှုပ်ထားတယ်တကောင်းနဲ့စဉ်းစားထားတယ်ကိုအဖွဲ့အစည်းမှာခုနပါဝင်တဲ့သူတွေနဲ့ဗုတ်ထိုင်ပြီးတော့စနစ်တကျပေါ့နော်ဝိုင်းစဉ်းစားတဲ့ခါကျတော့ကို့မှာဟာနေတဲ့နေရာလေးတွေရှိလို့ရှိရင်ထောက်ပြလို့ရတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့ကဖွဲ့စည်းတွေရဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ကလုံထုံးလုံနည်းအားတာချက်ပေါ့နော်ဒီသဘောပါပဲလုပ်ငန်းလှုပ်ဆောင်တဲ့သူတွေအနေနဲ့မှာလည်းကျွန်တော်တို့ကအင်မတန်တာဝန်ကြီးတယ်ကျင့်ဝတ်တွေလည်းရှိပါတယ်ဒါကိုကျွန်တော်တို့ဆောင်ထင်းရပါတယ်ဒါကတော့ကျွန်တော်အတွေ့အကြုံမျှဝေတာပါဒါထားပါတော့တဘာဝကပ်ပေးတွေဖြစ်လာပြီဆိုရင်တော့အရေးကြီးတာတော့အပိုင်းနှစ်ပိုင်းပေါ့တစ်ပိုင်းကတော့ကျွန်တော်တို့ကအရေးပေါ်ကယ်ဆယ်ရေးနောက်တစ်ခုကကျွန်တော်တို့ကပြန်လည်ထူထောင်ရေးဒါကိုကျွန်တော်အမြဲတမ်းကျွန်တော်တို့ဟိုအသင်းဖွဲ့တွေမှာဆိုကျွန်တော်စီဝေးတိုင်ပြီးဖြစ်တယ်အဲ့တော့နံပါတ်1ကဒီအရေးပေါ်ကယ်ဆယ်ရေးကာလတစ်ခုကိုကျွန်တော်သတ်မှတ်ရတယ်အဲ့တော့ခုကာလဆိုရင်ဒါကျွန်တော်အမြင်ပြောရင်အခုချိန်ထိကအရေးပေါ်ကယ်ဆယ်ရေးအခြေအနေမှာပဲရှိသေးတယ်လို့ကျွန်တော်မြင်တယ်အခုလက်ရှိငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဟိုပြန်ပြီးတော့ကျွန်တော်တို့ရုပ်လောင်းတွေဖော်ထုတ်တာမျိုးတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးတော့နောက်ဆက်တွဲဒီငလင်ငယ်တွေရှိနေတဲ့အခါကျတော့အဲ့ဒီငလင်ငယ်တွေရဲ့နော်ဟိုပြောချင်တာ impact လို့ခေါ်တာပေါ့နော်အဲ့တက်ရောက်မှုတွေကိုလည်းကျွန်တော်တို့ကသတိကြီးကြီးနဲ့ဒီကာလမှာကျွန်တော်တို့ကဟိုကာကွယ်မှုတွေပေါ့နော်ပြုလုပ်ပေးဖို့ကလည်းကျွန်တော်တို့လိုအပ်နေတဲ့ကာလဖြစ်တယ်ဥပမာအဖြစ်ပြောရင်ပေါ့ဗျာတချို့အဆောက်အဦတွေကပထမဒီကျွန်တော်တို့ပြင်အင်အားပြင်းတဲ့ပေါ့နော်ပထမဆုံးစတင်လှုပ်ခတ်တဲ့28ရက်နေ့ကငလင်ကြီးဒဏ်ကြောင့်ပေါ့နော်ဟိုထိထားတဲ့အဆောက်အဦတွေရှိမယ်နဲ့ပြိုလူဆဲဆဲပေါ့နော်အဲ့လိုဖြစ်နေတဲ့အဆောက်အဦတွေရှိမယ်အဲ့ဒါမျိုးတွေကနောက်ထပ်ခုဆိုမိုးရွာတယ်နောက်ထပ်ကျွန်တော်ငလင်ငယ်တွေနောက်ဆက်တွဲလှုပ်တယ်အဲ့တော့အဲ့ဒီဟာတွေပြိုကျနိုင်တဲ့အန်ရယ်တွေကကျွန်တော်တို့ဒါအရေးပေါ်အခြေအနေထဲမှာရှိနေသေးတယ်လို့ကျွန်တော်ဒီလိုနားလေတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်သက်ဆိုင်ရာပေါ့နော်အဲ့ဒီနေရာဒေသတွေမှာရှိတဲ့အများပြည်သူကိုကျွန်တော်သတင်းထုတ်ပြန်တာမျိုးပြီးသူတို့ရွှေ့ပြောင်းပေးရတာမျိုးအခုဆိုတာအားလုံးဟိုဒီလမ်းဟိုတင့်တော်တဲ့နေရာလေးတွေမှာပေါ့နော်ဟိုတချို့နေရာတွေဆိုလဲ platform တွေပေါ်မှာတချို့ဆိုလဲကျွန်တော်တို့ကကွင်းတွေမှာစုရက်တွေမှာနော်ဘာလို့ရလဲဆိုတော့ဟိုဘေးလို့ရအောင်ပေါ့ဗျာနော်ဟိုငလျင်ကဘယ်ချိန်လုံမှန်းဘယ်သူမှကြိုပြီးတော့လဲခံမှန်းလို့ရတာမဟုတ်တဲ့ခါကျတော့အခုကာလတစ်ခုလုံးမှာဒီတစ်လလုံးကိုကျွန်တော်တို့ကဘေးလို့ရအောင်ကျွန်တော်ရှောင်တိန်ပြီးတော့နေထိုင်ရတဲ့အခြေအနေတွေကျွန်တော်တို့ဖြစ်နေတဲ့ခါကျတော့ဒီပေါ်မှာဒီကယ်ဆယ်မှုလုပ်ငန်းတွေကိုလည်းကျွန်တော်တို့ကအခုဆိုအမိုးကားတွေနောက်ပြီးလို့ရှိရင်သူတို့အတွက်ပေါ့နော်တကူရီသုံးတဲ့ပစ္စည်းတွေဘာဖြစ်လို့သူတို့နေတွေကိုစွန့်ခွာပြီးနေရတာလေနော်နောက်တစ်ပိုင်းကကျွန်တော်ပြီးခဲ့တဲ့ဟိုရက်ကဗီဒီယိုထဲမှာတော့ပြောခဲ့ပါတယ်ဟိုဘာခေါ်မလဲငလေတဲ့ကြောက်တဲ့ပေါ့နော်ကျွန်တော်နောက်ဆက်တွဲဆိုတဲ့ဟာအဲ့ဒီထဲမှာဆိုလဲသူတို့ရဲ့အခုနေစွန့်ခွာတဲ့ခါမှာကျန်တဲ့တက်ဆိုင်ရာပေါ့နော်ဟိုတာဝန်ရှိတဲ့ပေါ့နော်ဟိုပုံကိုယ်တွေအနေနဲ့ကလည်းလုံခြုံရေးနဲ့ပတ်သက်တာပေါ့နော်လူပုံကိုယ်တွေရဲ့လုံခြုံရေးအပြင်သူတို့ရဲ့ကျန်တဲ့ပေါ့နော်ဒီရက်ွက်တွေနေဒီဟာတွေကိုလည်းအထိုက်လောက်တော့ကျွန်တော်တို့ကဒီလုံခြုံရေးရပေါ့နော်စိတ်ချနိုင်လောက်အောင်လဲကျွန်တော်တို့ကဟိုအတက်နိုင်ဆုံးစီစဉ်ပေးနိုင်ဖို့လိုတယ်
အခုကရှေ့မှာဒီငလင်ရှောင်းနေအောင်ရှိတယ်နောက်ကအိမ်ထဲကပစ္စည်းတွေမရှိတော့ဘူးဆိုတဲ့အခြေအနေကြီးကတော်တော်ကိုဆိုးဆိုးဝါးဝါရုပ်ပြက်ဆင်းပြက်အခြေအနေပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်လို့ကျွန်တော်ပြီးခဲ့တဲ့ရက်ကဗီဒီယိုတစ်ပုဒ်မှာဆိုလဲcomment တချို့ရေးတာတွေ့ပါတယ်ဗောနော်တချို့ comment တွေကလည်းအပြူသဘောဆောင်ပြီးတော့ပြောတဲ့ comment တွေလည်းပါသူတချို့တွေကြတော့ဗာပြောတယ်ဒါကမြန်မာပြည်กว่าတယ်ကျွန်တော်အဲ့ထဲမှာဂျပန်နဲ့ကျွန်တော်တို့ကဆူနာမီเนาะနဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နှိုင်းယှဉ်ပြီးတော့เนาะအဲ့ဒီဗီဒီယိုလေးမှာပြောတဲ့ခါကျတော့တချို့ကဘာပြောလဲဆိုတော့အဲ့ဒါကမြန်မာပြည်กว่าတယ်ဂျပန်မဟုတ်ဘူးလေဆိုတော့ကျွန်တော်အဲ့ဒါကိုတော့ကျွန်တော်သဘောသိမတူဘူးဘာဖြစ်လို့ဆိုတော့နော်ကျွန်တော်တို့မြန်မာဖြစ်တိုင်းကျွန်တော်တို့ကအမြဲတမ်းစီးပြက်ကံပြက်ဖြစ်နေရတော့မှာလားဆိုရယ်မိကုန်နော်အဲ့ဒါမျိုးကျွန်တော်တို့အဖြစ်ခံလို့မရဘူးနော်အမြဲတမ်းကျွန်တော်တို့ကဒါဂျပန်မဟုတ်လို့သူတို့ကတော့စီကန်းရှိတာဂျပန်မို့လို့နော်မြန်မာမို့လို့ကျွန်တော်တို့ကတသလုံးစီးပြက်ကံပြက်အကျင့်ပြက်ဇယိုက်ပြက်နော်ဒီလိုပုံစံဖြစ်နေရမှာလားဆိုတဲ့ပုံစံမျိုးကြီးစိတ်ထဲမှာအဲ့လိုဆွဲနေတာအင်မတန်တာမကောင်းတဲ့အချက်ပဲနော်အဲ့ဒါတော့ကျွန်တော်သဘောမတူဒါကြောင့်ကျွန်တော်ကဘာပြောချင်လဲဆိုတော့ဒီကုညီကဲတဲ့ရေးတွေလုပ်တဲ့အခါမှာလေကျွန်တော်မနေ့ကတော့ဒီရေးခဲ့တဲ့ဟာလေးရှိပါတယ်အဲ့ထက်မှဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်တို့ကဒီကာလမှာဆိုကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်အင်ပဒန်စာနာနားလဲပါတယ်เนาะကျွန်တော်တို့မှာအခက်အခဲတွေရှိတယ်နောက်တစ်ခါငွေကြေးစီးပွားရေးအစရှိတဲ့ပြဿနာတွေရှိတဲ့ခါကျတော့ခုနပြောသလိုလှူဒန်းမှုတွေမှာတော့တကယ်ငွေပုံကြီးတွေငွေတုံကြီးတွေပေါ့ဒီနေ့ခေတ်ဆိုကျွန်တော်တို့ခေတ်နဲ့တောင်မတူတော့ဘူးเนาะကျွန်တော်တို့တော့ကလည်းကျွန်တော်တို့စီမံခဲ့တာရှိပါတယ်တိမ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီးတော့စီမံခဲ့ဘူးပါတယ်เนาะအခုခေတ်ကတော့နည်းနည်းပို့ပြီးတော့အမောင့်တွေကများလာတာပေါ့เนาะတိမ်တောင်းနဲ့ချီလာတာပေါ့เนาะအဲ့တော့ပိုတာဝင်ကြီးတွေကြီးလေးတွေကျွန်တော်ကောင်းကောင်းစာနာတယ်နားလဲပါတယ်ဒီဟာကိုလဲလှူဒန်းမှုတွေအတွက်လဲအင်မတန်သာဓုခေါ်တယ်เนาะဒါပေမဲ့တစ်ဖက်မှာပြဿနာပါလဲဆိုတော့အဲ့ဒီလိုလှူဒန်းမှုတွေကြောင့်ပေါ့เนาะကျွန်တော်တို့ဒီသက်ဆိုင်တဲ့ပေါ့เนาะဒီအလှူခံပုံကိုယ်တွေပေါ့เนาะပုံကိုယ်တွေကိုလည်းကျွန်တော်တို့ကမလိုအပ်တဲ့ပေါ့ဗျာတွဲပြီးတော့ကျွန်တော်တို့ကငွေလဲတစ်ဖက်မှာငွေလှူဝဲပစ္စည်းတွေလည်းပေးတယ်လို့တစ်ဖက်ကလည်းတကယ်ကိုစိတ်ကောင်းထားတတ်ဖို့เนาะစာနာတတ်ဖို့ကိုချင်းစာတရားတွေမွေးတတ်ဖို့အဲ့ဒါတွေကိုကျွန်တော်တို့တစ်ဖက်မှာတွဲပြီးတော့ကျွန်တော်တို့ပေးနိုင်ပို့ပြီးတော့ဒါကောင်းတယ်ဆိုတာလေးဒါကျွန်တော်အကြံပြုချက်အနေနဲ့ပြောတာပါဥပမာအနေနဲ့ပေါ့ဗျာကျွန်တော်မနေ့ကတော့ဆောင်းပါးထဲမှာရေးတာရှိတယ်ဥပမာတရားတစ်စင်းကျွန်တော်တို့လှူမယ်ဆိုပါစို့ကျွန်တော်တို့အဲ့ဒေတာမှာရှိတဲ့လူတွေကိုမင်းတို့ဘာမှလာကင်မကြီးနဲ့ရတယ်ငါတို့အကုန်အလုံးစုံလုပ်ပေးလိုက်မယ်เนาะငွေတုပ်ကြီးချမယ်ကျွန်တော်တို့ကထားပါတော့ဗျာမင်းတို့ကိုလုပ်နေကွာငါတို့ဒါတွေကเนาะအလှူရှင်တွေကဥပမာထားပါတော့လူတွေငှားလုပ်မယ်အဲ့ပြီးအသာသိဒီတိုင်းလေးပဲမင်းတို့ပြီးပြီဆိုတာနဲ့အသုံးပြုဆိုတာအမှန်တော့ကျွန်တော်တို့ကဒါအလူရှင်တွေရဲ့တရားအင်မတန်ထက်တယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာကျတော့အဲ့ဓာတွေကအမြဲတမ်းဘာဖြစ်လာလဲဆိုတော့ဒါတွေကိုဘယ်လိုခေါ်မလဲကျွန်တော်တို့လူအများစုရဲ့စိတ်ထဲမှာဘာထင်လာလဲဆိုတော့ကျွန်တော်ဒီနှစ်ပေါင်း10စုနဲ့2ခုလောက်လုပ်ခဲ့တဲ့အတွေ့အကြုံပါတချို့ကြရင်ဒါကလူမှုကူညီအဖွဲ့တွေကလုပ်ကိုလုပ်ရမယ်ဆိုတော့เนาะမဖြစ်မနေလုပ်ရမယ်ဆိုတော့တာဝန်ပေးချက်ကြီးတစ်ခုလိုမျိုးเนาะအဲ့ဒီအတွေ့အမျိုးဝင်သွားတာအင်မတန်ဆိုးတယ်เนาะအဲ့ဒါကိုကျွန်တော်တို့သတိထားဖို့လိုတယ်ဒါကြောင့်အားလုံးမှာတာဝန်ရှိတယ်ပြောချင်တာလူတိုင်းမှာတာဝန်ရှိတယ်ဒီလူမှုကူညီကယ်ဆယ်ရေးလှူဒန်းနေကြတဲ့သူတွေမှဒီတာဝန်ရှိတာမဟုတ်ဘူးတူးတယောက်ချင်းငါတို့အလူခံပုံကိုယ်တွေငါတို့အားလုံးပါလဲတာဝန်ရှိတယ်ဆိုတော့စိတ်မျိုးဝင်အောင်တစ်ဖက်မှာဘာလုပ်ရလဲဆိုโอเคကျွန်တော်တို့ကတော့ငွေကြေးတွေလှူမယ်ခင်ဗျားတို့ကလုံအားဆိုင်လှူတာမျိုးခင်ဗျားတို့ဒေတာတွေကျွန်တော်အရင်တော့ကျွန်တော်တို့လှူဒန်းမှုတွေအဲ့လိုလုပ်ခဲ့တာကြီးရှိပါတယ်เนาะသူတို့အရက်ဒေတာနဲ့ပေါင်းပြီးတော့အမှန်တော့ကျွန်တော်တို့ကအကုန်လုံးအစအဆုံးလုပ်ပေးလို့ရတယ်လူငားလုပ်လို့လည်းရတယ်ဒါပေမဲ့အဲ့ဒီလိုလှုပ်လိုက်ရင်เนาะတစ်ဖက်မှာခုနပြောချင်တာသူတို့ရဲ့လုံအားတွေပါတွဲပြီးတော့ကုသိုလ်ဖြစ်နေပူပေါင်းပါဝင်နေတဖြည်းဖြည်းဘာရလာလဲဆိုတော့လူတိုင်းရဲ့စိတ်မှာအလူခံပုံကိုယ်တွေရောအလူရှင်တွေရောเนาะအလူရှင်တွေမဟုတ်တော့ဘူးအလူခံပုံကိုယ်တွေရဲ့စိတ်ထဲမှာလည်းပဲเนาะတရားတရားတွေเนาะခုနပြောတဲ့လှူဒန်းမှုတွေရဲ့ကုသိုလ်တွေပါပူပေါင်းပြီးတော့အားလုံးကိုအဲ့လိုတိုးဆွပေးဖို့เนาะဒါကတော့ကျွန်တော်ရံပြူတာပါအခြားသောလှူဒန်းမှုတွေမှာလည်းဒီလိုပဲဒါကြောင့်မိတ်ဆွေတို့တခုခုလှူဒန်းမှုလုပ်တိုင်းမှာအဲ့ဒီအလူခံပုံကိုယ်တွေကိုယ်တိုင်လဲပါဝင်ပူးပေါင်းပြီးတော့ဗောနော်ဒီအလူတစ်ခုကိုဒီလိုပြုတ်ရတယ်เนาะအတူတကွငါတို့ယုံရတယ်ဆိုတော့เนาะအတွေးမျိုးတွေပါတဲ့เนาะလှူဒန်းမှုပုံစံလေးတွေကိုဒါကျွန်တော်တို့စဉ်းစားပြီးတော့တင့်တော်တဲ့ပုံစံဘလို့ပုံစံဆိုတာတော့ကျွန်တော်လည်းဒီနေရာမှာပြောဖို့ခက်မယ်အဲ့တော့ကိုလှူဒန်းတဲ့ပုံစံတွေနဲ့ကိုက်ညီတဲ့ပုံစံလေးတွေတွဲလို့ပါเนาะဒါကကျွန်တော်ကရေရှည်အတွက်ကောကျွန်တော်တို့နိုင်ငံရဲ့เนาะရေရှည်အတွက်ခုနပြောခဲ့သလိုမြန်မာဖြစ်လို့အမြဲတမ်းကျွန်တော်တို့ကစီးပြက်ကံပြက်နဲ့เนาะအကျင့်ပြက်ပုံစံမျိုးကြီးဆိုတာကျွန်တော်လက်မခံပါဘူးကျွန်တော်တို့လည်းလူသားတွေပဲเนาะကျွန်တော်တို့ဒါတွေဒီအကျင့်ကိုကျွန်တော်ပြောပြပြီเนาะအကျင့်ဆိုတာအကျင့်နဲ့ပဲပြင်ယူရပါတယ်ဒါကြောင့်ကျွန်တော်တို့ကောင်းကောင်းကျွန်တော်တို့တည်ဆောက်နိုင်တယ်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေเนาะကျွန်တော်တို့အားလုံးရဲ့เนาะအပေါ်မှာကျွန်တော်ယုံကြည်တယ်เนาะကျွန်တော်တို့တနေ့မှာကျွန်တော်ကောင်းကောင်းတရားတွေကိုပြောင်းလဲနိုင်မယ်ဆိုတာယုံကြည်တယ်အဲ့တော့နောက်တစ်ပိုင်းပေါ့เนาะနောက်ဆုံးတစ်ပိုင်းကတော့ကျွန်တော်အဓိကဒီပြန်လဲထူထောင်ရေးကိစ္စပေါ့
အခုကတော့အရေးပေါ်ကဲစီကြီးလို့ပဲကျွန်တော်နားလည်ထားတယ်နော်လှုပ်ရှားကြီးရှိနေသေးတယ်ခုနပြောခဲ့သလိုပဲနော်လှုပ်ရှားကြီးရှိနေသေးတယ်နောက်တစ်ခုခုနပြန်လဲထူထောင်ရေးအပိုင်းပေါ့အဲ့ဒီအပိုင်းမှာဆိုလို့ရှိရင်အချိန်တစ်ခုပေးရမယ်ဆိုတာဆိုပါတော့ကျွန်တော်တို့ကပြန်လဲထူထောင်ရေးမှာဆိုရင်တော့2ပိုင်းရှိတယ်ပြန်လဲထူထောင်ရေးမှာသူကရေတူရဲ့ရေရှည်ကျွန်တော်နားလဲတာပြောရဲအဲ့တော့အခုကျွန်တော်တို့လုပ်နေတာတွေတခုတွေ့တာပေါ့တစ်ခါလေး online ပေါ်မှာကျွန်တော်တို့နည်းနည်းရည်စရာထက်ကျွန်တော်ကတော့အမှန်မောစရာဆရာဦးအောင်သိန်းပြောလို့နော်ရည်စရာထက်ကျွန်တော်တို့မောစရာလို့တွေးတယ်အဲ့တော့ဘာလဲဆိုတော့နော်အရေးကြီးတဲ့ဒီအသက်ကယ်ဆယ်ရေးကိစ္စတွေကိုကျွန်တော်ကနံပါတ်1ဦးစားပေးလုပ်ရမယ်ကိစ္စတွေမှာအခြားသောဗျာထားတော့ဘာတွေဆိုတော့ကျွန်တော်သိမပြောချင်တော့အဲ့တော့ဘာလို့ဆိုလို့လဲဆိုတော့နော်ဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော်တို့ကဒီတကယ်ဒီနံပါတ်1အရေးပေါ်ကူညီကယ်ဆယ်ရေးကိုပြတ်ပြီဆိုတော့မှကျွန်တော်တို့ကပြန်လဲထူထောင်ရေးကိုကျွန်တော်အဲ့မှာပြန်စားတယ်ပြန်လဲထူထောင်ရေးတွေကိုကျွန်တော်လုပ်တဲ့အခါမှာလေအခုဆိုတိုင်းငလင်ကြောင့်နော်ထိခိုက်ပျက်စီးမှုတွေအင်မတန်များတယ်များတဲ့အခါကျတော့ကျွန်တော်သဘောပြောတာတချို့ကျွန်တော်ဒီ online မှာစာလေးတွေတွေ့တယ်အဲ့ဒါပြီးခဲ့တဲ့ဒီငလင်ဖြစ်ပြီး2ရက်လောက်မှာတည်းအဲ့ဒီအတွေ့ကျွန်တော်မှာပေါ်တယ်ကျွန်တော်မိတ်ဆွေတယောက်ကိုတော့ပြောပြတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီကာလမှာဒီစကားထုတ်ပြောလို့မတင်သေးဘူးเนาะမတင်သေးဘူးဆိုတော့ကျွန်တော်မပြောသေးတာเนาะဒါပေမဲ့အခုရက်ပိုင်းမှာတော့အဲ့ဒီအတန်လေးတွေပို့ပြီးကြဲကြဲလောင်လောင်ဖြစ်လာတွေ့တော့ကျွန်တော်သဘောတူပါတယ်တချို့ရေးထားတယ်ဒီရှေးအောင်အဆောက်အဦတွေနဲ့ပတ်သက်တဲ့ကိစ္စပေါ့เนาะတချို့ပြိုပြက်တဲ့အားတွေရှိတယ်အဲ့ဒါတွေကိုလေကျွန်တော်ကကျွန်တော်မိတ်ဆွေကတော့ကျွန်တော်ကိုပြောတယ်ဟာခင်ဗျာအဲ့ဒါမြန်မြန်ပြောတင်တယ်တဲ့ဘာဖြစ်လို့ဆိုတော့လက်လွန်ချီလွန်နေဖြစ်ကုန်မှာဆိုလို့တဲ့ဆိုတော့တခါလေလောက်တတ်တာရှိတယ်လေအခုတော့တချို့တွေ့တယ်ဥမာ V4 တွေနဲ့တချို့ဟာတွေเนาะလက်လွန်ချီလွန်နေဖြိုးပြစ်တာမျိုးတွေပေါ့เนาะပြန်ပြီးတော့အစ်စ်လုံးမလို့လားဘာလားတော့မသိဘူးပေါ့ဗျာเนาะဒါမျိုးတွေတွေ့တယ်ဆိုတော့ဒီကျွန်တော်တို့ဒီရှေးဟောင်းနဲ့ပတ်သက်ရင်ဥပမာမြင်သာဆုံးတစ်ခုကျွန်တော်ပြောပါမယ်အကုန်လုံးမဆိုလို့เนาะရှေးဟောင်းသမိုင်းဝင်တချို့ပစ္စည်းတွေပြိုပြက်သွားတာတွေရှိတယ်เนาะတချို့ဟာကဒီအနှဲငယ်ပဲထိခိုက်တယ်တချို့ကတော့လုံးဝမင်းတို့အုပ်ချောင်းလိုဟာမျိုးဆိုရင်ဥပမာပြောပဲဗျာကျွန်တော်အမြင်ပြောတာเนาะပျက်စီးမှုအင်မတန်များလို့ရှိရင်ကျွန်တော်ကပြန်ပြီးတော့ဗျာအဲ့ဒါကြီးတွေကိုเนาะလုံးဝအစ်စ်ပြန်ပြီးတော့လုံးမယ်ဆိုရင်ကျွန်တော်တို့မှာအရသာတနည်းအားဖြင့်ပြောရှေးဟောင်း taste ပေါ့ဗျာမရတော့ဒါကျွန်တော်အမြင်ပြောတာဒါကြောင့်အနှဲငယ်ထိခိုက်မှုတွေကိုပြန်ပြင်တာကြောင့်မပြောလို့เนาะလုံးဝအလုံးစုံနီးပါးလောက်တော့ပြန်ပြင်ဆင်လို့မရတော့အောင်ပျက်စီးသွားတဲ့เนาะရှေးဟောင်းအဆောက်အဦတွေပြိုပြက်သွားတဲ့အရာတွေဆိုရင်တော့ကျွန်တော်ကဒီတိုင်းလေးကျွန်တော်တို့ကထားပြီးတော့ပြောချင်တာကအဲ့ဒီဟာကိုမှပြန်လဲစောက်ချင်ပါတယ်ဆိုရင်ကျွန်တော်တို့အခြေအနေတစ်ခုကိုစောင့်ပြီးပြန်ပြီးပုံတူပေါ့ဗျာအဲ့ဒါခေတ်သစ်ပုံစံနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပုံစံတူပြန်စောက်ပေးတာပြဿနာမရှိဘူးအဲ့တော့ကျွန်တော်ကနှစ်ခုပါမြင်ရလဲဆိုတော့ဒါဒီနော်2025ခုနှစ်မတ်လ28ရက်နေ့ကနှုတ်ခတ်သွားတဲ့ငလင်ကြောင့်ပြိုပြက်သွားတဲ့ငါတို့ရဲ့ဒါရှေးဟောင်းအဆောက်အဦတစ်ခုဆိုတဲ့ဟာကိုပြောရရင်ဗျာနိုင်ငံတကာမှာနိုင်ငံတကာခီးသွားတွေကိုတော့ကျွန်တော်တို့ကအမြဲတမ်းဆွဲဆောင်ပြီးတော့เนาะဒီဟာတွေကိုပြရုပ်တစ်ခုအနေနဲ့ဒါကျွန်တော်တို့ငလင်တွေကနေပြန်ပြီးတော့အစိုးရကနေအကောင်ပေါ့ဗျာเนาะဒီလိုပြန်ပြီးတော့ကျွန်တော်တို့ယူချင်တာပေါ့ဒါကျွန်တော်သဘောပြောတယ်တချို့လည်းအဲ့လိုစမ်းသားရှိကြတာတွေ့တယ်လေအဲ့ဒါတော့ကျွန်တော်ကောင်းကောင်းသဘောတူတယ်တချို့ကတိတယ်ချီလွန်လဲလို့နေလောက်တော့မှာเนาะအကုန်လုံးကောက်ကပ်ပြီးเนาะပြန်ပြီးတော့အသစ်ဆောက်လို့အဲ့အဆောက်အဦကြီးကိုမြင်နေရတာတဲ့ဆိုင်ကျွန်တော်ခုနပြောတဲ့ရှေးဟောင်းအုတ်ချက်ဒီအုတ်ပုံကိုမြင်ရတဲ့ taste ကတော့မှကျွန်တော်မှရှေးဟောင်းအရာပါရလိမ့်မယ်ဒါကကျွန်တော်ဒီချိန်မှာတော့နည်းနည်းပြောရတော့မှာလို့ယူဆတဲ့အတွက်ပြောတာပါเนาะဒါပေမဲ့အဲ့ကာလကအခုမဟုတ်သေးဘူးတော့ပြောပြီးပြီအခုဒီအရေးပေါ်ကာလမှာပဲရှိသေးတယ်ပြန်လဲထူထောင်ရေးကာလတစ်ခုကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီကိစ္စကိုကျွန်တော်တို့မဖြစ်မနေထည့်ပြီးတော့စဉ်းစားသင့်တယ်ဆိုတာပြောချင်တာပြန်ပြီးကျွန်တော်နေကုန်းချောရရင်เนาะဒါလှူဒန်းမှုတွေကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာဆိုရင်လေအတက်နိုင်ဆုံးပေါ့เนาะကျွန်တော်တို့ကသတင်းချက်လက်เนาะပြီးတကယ်မှန်ကန်တဲ့ပေါ့เนาะစိတ်စေတနာရှိတဲ့เนาะအဲ့လိုတကယ်အဖွဲ့အစည်းတွေရှိကရတယ်เนาะမြေပြင်အခြေအနေတွေပေါ်မှာအခြေခံပြီးကူညီလှူဒန်းမှုတွေကပိုပြီးထိရောက်တယ်လို့เนาะကိုကတိုးတယောက်တဲ့ personal ပုဂ္ဂလိကလှူဒန်းမှုတွေကိုကျွန်တော်မပြောလို့เนาะဒါပေမဲ့အဖွဲ့အစည်းအနေနဲ့လောက်ကင်နေဆိုရင်တော့တကယ်ကိုအဖွဲ့အစည်းပုံစံကြာနာတယ်လှူဒန်းမှုပုံစံမျိုးတွေကတော့ပို့ပြီးတော့ဒီလိုကာလမှာမဟုတ်ပါဘူးเนาะပို့ပြီးတော့ကျွန်တော်တို့ကဒီလိုလှူဒန်းမှုတွေအတွက်ပိုစနစ်ကြတယ်ပို့ပြီးတော့လည်းကျွန်တော်တို့အမှားနေတယ်ဆိုတာကိုတော့ဒါအကြံပြုချက်ပါနောက်ထပ်တစ်ခုကတော့ဒီငလင်ဘေးကြောင့်ထိခိုက်ပျက်စီးသွားတယ်ပေါ့เนาะရှေးဟောင်းနဲ့ပတ်သက်တဲ့เนาะအဆောက်အဦတွေเนาะပြီးရင်ကျွန်တော်တို့ channel ဖျားစီတွေအစရှိတာတွေအားလုံးကိုအတက်နိုင်ဆုံးပေါ့เนาะကျွန်တော်တို့ကသူ့ကဏ္ဍအလိုက်ခွဲပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေပေါ်เนาะမူတည်ပြီးတော့ခွဲခြားပြီးတော့เนาะပြန်လည်ပြုပြင်တင်တာ
ဒို့မဟုတ်လုံးဝမပြုတ်ပြင်မဲ့ဆက်လက်ပြီးတော့ဒီတိုင်းပဲကျွန်တော်တို့ထိမ့်သိမ်းထားပြီးတော့ဒါကိုဘလို့ပုံစံနဲ့ပြန်ပြီးတော့เนาะကျွန်တော်တို့လောက်ကင်မလဲဆိုတာမျိုးတွေတော့ကျွန်တော်တို့ခွဲချမ်းလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်เนาะဒီမှာရှေးရောက်နဲ့ပတ်သက်တဲ့နားလေတက်ကျွမ်းနဲ့เนาะပုံကိုယ်တွေလည်းရှိမှာပါเนาะရှိမှာပါဒီဟာတွေကလည်းဝိုင်းပြီးတော့အကြံပြုမယ်လို့ထင်ပါတယ်เนาะဟိုလက်မလွန်ခင်ပြောတာเนาะတချို့ကလက်လွန်ချီလွန်နေနဲ့เนาะလောက်တတ်တာရှိလို့เนาะအဲ့ဒါလေးကျွန်တော်လာပြီးတော့မျှဝေပေးတာလည်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်